Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ချင်းမိုင်ကိုရောက်လို့ရှိရင်ထိုင်းမြောက်ပိုင်းအစားအစာတွေကိုစားကျင်တဲ့သူတွေအတွက်ဆိုင်လေးဆိုင်ကိုညွှန်ပေးချင်ပါတယ်ဒီဆိုင်လေးကတော့မီချလင်အဝတ်ကို6နှစ်ဆက်တိုက်ရထားတာဖြစ်ပါတယ်ဆိုင်လေးနာမည်ကတော့ဝိတ်မိုင်ချိုင်းလို့ခေါ်ပါတယ်ရှင်ဒီဆိုင်လေးကတော့ foreigner တွေကြားထဲမှာတော်တော်လေးနာမည်ကြီးတဲ့ဆိုင်လေးတစ်ခုဖြစ်ပါတယ်အခုလိုမြင်တွေ့ရတဲ့အတိုင်း queue တွေအကြာကြီးစောင့်ပြီးတော့မှစောင့်ပြီးတော့စားရတဲ့ဆိုင်လေးပေါ့နော်သူ့ရဲ့ဆိုင်နာမည်လေးကဝိတ်မိုင်ချိုင်းလို့ခေါ်ပြီးတော့တကယ်ချင်းပြောရတော့ happy home လို့အဓိပ္ပာယ်ရတယ်လို့ပြောပါတယ်ဆိုင်ထဲကိုလာမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးအထဲမှာဒီလိုနေရာလေးကိုတွားပြီးတော့ register အရင်လုပ်ရပါတယ်ကိုယ့်ရဲ့ရောက်တဲ့ senior နံပါတ်ရဲ့ပြီးတော့ကိုယ့်ရဲ့နာမည်လေးကိုရေးခဲ့ရတယ်ပေါ့နော်နာမည်ရောက်ပြီးဆိုလို့ရှိရင်waiter လေးကနေမိုက်နဲ့អော်ပေးပါတယ်အဲ့တော့အရှိမလဲ waiting area တွေကိုသူကတည်တည်ထားလေးလုပ်ပေးထားရပေါ့နော်စောင့်နေတဲ့အချိန်မှာကျူကကုတ်လေးကိုဖတ်ပြီးတော့မှမီနူးတွေကြိုးကြည့်ထားလို့ရပါတယ်ဒါကတော့စောင့်နေတော့အကျူလေးတစ်ဖြတ်ပါရှင်အခုတော့ကျမတို့ရဲ့ခေါ်တဲ့နံပါတ်ကိုရောက်ပြီဆိုတဲ့အခါကျတော့စပြီးတော့ဆိုင်ထဲကိုဝင်နေပေါ့နော်အများကြီးကြာရင်မစောင့်လိုက်ရဘူးကျမတို့15မိနစ်20လောက်တော့စောင့်လိုက်ရပါတယ်ဒါကတော့ကျမတို့မှာထားတဲ့ထိုင်းမြောက်ပိုင်းအစားအစာလေးဖြစ်ပါတယ်အဲ့ဒီမှာမုံညင်းစောကတော့အသက်ပေါ့နော်ထိုင်းမြောက်ပိုင်းအစားအစာရေးစားမယ်ဆိုရင်မုံညင်းစောရဲ့ဝက်ဥချောင်းရဲ့ဝက်သားချင်းရဲ့စွမ်းနာတော့ကအထောင်းလေးတွေ2မျိုး3မျိုးပါတယ်ဝက်ခောက်ကြော်လေးနဲ့စားရတဲ့ဟင်းပွဲလေးတွေကတော့ဒါ signature dish လေးတွေလို့ပြောလို့ရပါတယ်ရှင်အဲ့တော့ဆိုင်ရတော်တော်လေးလူများတယ်ကျမတို့သွားတော့ည9နာရီခွဲ10နာရီလောက်ရှိနေပြီပေါ့နော်စားပြီးတောက်ပြီးည9နာရီလောက်ဖြစ်တာတော့မှပဲလူတွေကလာနေကြတော့ပေါ့နော်အဲ့တော့ချင်းမောင်ရောက်ရင်ဒီဆိုင်လေးကိုသွားပြောင်းသွားခဲ့ပါနော်တတာ